တမိုင်းတစ်လျှောက်မှာအကြီးမြတ်ဆုံးဖြစ်လာဖို့ဘာတွေလိုအပ်လဲအရေးချင်းလားကံကောင်းခြင်းလားဒါမှမဟုတ်နာကျင်ရတဲ့အရာတစ်ခုလားခရစ္စတီယာနိုရိုနယ်ဒိုဆိုတဲ့လူကဘောလုံးလောကမှာငွေရပါထူးချွန်ခဲ့တဲ့သူတယောက်တော့မဟုတ်ပါဘူးဒါပေမဲ့ကစားပွဲနဲ့ပတ်သက်ရင်အစွဲလန်းကြီးဆုံးလူသားတယောက်တော့ဖြစ်လိမ့်မယ်ဒီဗီဒီယိုကပန်းနိုင်နဲ့စူဖလားတွေအကြောင်းပြောမှာမဟုတ်ပါဘူးဒီဗီဒီယိုက discipline ဆိုတဲ့စီကံအကြောင်းကိုပြောသွားမှာဖြစ်ပါတယ်ဆွလွန်အနစ်နာခံမှုတွေမနှက်ဖြန်နေ့မှာ immortal မျိုးဖြစ်လာဖို့ရန်အတွက်ဒီနေ့မှာနာကျင်မှုကိုရွေးချယ်ရတဲ့အကြောင်းပဲပေါ်တူဂယ်နိုင်ငံကကျုံးငယ်လေးကနေအစပြုပြီးတော့ကမ္ဘာဘောလုံးလောကရဲ့အကြီးမားဆုံးစင်မြင့်ထက်ကိုရောက်သွားတဲ့အကြောင်းပဲဒါကတော့ Cristiano Ronaldo ရဲ့ဘဝဇာတ်လမ်းဖြစ်ပါတယ် Brain Pop ကနေကြိုဆိုပါတယ် Number 1 Madeira ကျွန်းကကောင်းလေး Cristiano Ronaldo dos Santos Aveiro ကို February လ9 ရက်နေ့1985 Madeira ကျွန်းက Funchal မြို့မှာမွေးဖွားခဲ့ပါတယ်အရန်လှပတဲ့ကျွန်းလေးတစ်ကျွန်းပဲဒါပေမဲ့ football legend တွေပေါ်ထွက်လာမယ့်နေရာလို့ဘယ်သူမှမမျှော်လင့်ထားခဲ့ပါဘူးသူ့မိသားစုကငွေကြေးပိုင်းမှာတော်တော်လေးကိုရုန်းကန်ခဲ့ရပါတယ်သူ့အဖေအလုပ်က locker room တွေမှာပစ္စည်းတွေတန်ရှင်းလုပ်ပေးရတဲ့ kit man အဖြစ်မိသားစုကိုကျွေးမွေးခဲ့ပါတယ်သူ့အမေကတော့အချက်ပြုံးနဲ့တန်ရှင်းလုပ်ခဲ့ရပါတယ်သူတို့ကတိုက်ခန်းချင်းချင်းလေးထဲမှာနေထိုင်ခဲ့ရတယ်တခါတလေ share room တွေမှာနေခဲ့ရတယ်လို့ပြောတယ်အိမ်မက်တွေကလက်ရှိထက်တော်တော်လေးကိုကြီးနေတယ်လို့ခံစားခဲ့ရတယ်ဒါပေမဲ့တခုတည်းသောအရာကသူ့ဘဝတစ်ခုလုံးသိမ့်ပိုက်လိုက်တယ်အဲ့ဒါကဘောလုံးပဲအသက်ရှင်တဲ့အရွယ်မှာကလေးကရိုနယ်ဒိုကအန်ဒိုရီညာအသင်းမှာစပြီးကစားနေပြီအသက်12နှစ်အရွယ်မှာတော့သူ့အတွက်အရန်ခက်ခဲကြမ်းတမ်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ရတယ်အဲ့ဒါကတော့ Lisbon မြို့မှာရှိတဲ့ Sporting CP အသင်းကို join ဖို့အတွက်သူ့အိမ်ကနေထွက်လာခဲ့ရတာပဲစဉ်းစားကြည့်တော့အသက်12နှစ်အရွယ်ဆိုတော့တော်တော်ငယ်သေးတာဘာလို့ကျွန်တော်တို့အသက်12နှစ်အရွယ်မှာဘာလုပ်နေလဲရှောက်ဆုပ်လို့ကောင်းနေတော့မရှိသေးတယ်နော်သူညတိုင်းဒီပါငိုကြွေခဲ့ရတယ်အထူးသဖြင့်သူ့မိသားစုကိုသူအရန်လွမ်းခဲ့ရတယ်အခြားကလေးတွေကသူ့ရဲ့ accent ကိုလောင်ပြောင်ခဲ့ကြတယ်ဒါနဲ့တနေ့မှာနောက်ထပ်ကြီးမားတဲ့အတားအဆီးတစ်ခုနဲ့သူရင်ဆိုင်ခဲ့ရတယ်အသက်15နှစ်အရွယ်မှာဆရာဝန်တွေကသူ့မှာထိုက်ကကာဒီယာနှလုံးရောဂါရှိတော့စစ်ဆေးတွေ့ရှိခဲ့တယ်အဲ့ဒီတော့လည်းခွဲစိတ်ကုသမှုလိုအပ်ခဲ့ဘောလုံးကစားရဲဆိုတာအဲ့ဒီမှာပဲရက်တန့်သွားနိုင်ခဲ့တယ်ဒါပေမဲ့မရက်တန့်ခဲ့ပါဘူးဘာလို့လဲဆိုတော့ quitting ဆိုတဲ့စကားလုံးကသူ့ဝေါ်ဟာရမှာမရှိတဲ့အတွက်ကြောင့်မလို့ပဲကြီးမဲ့ချင်းဆိုတာတတောင့်တတဖြစ်ချင်းတွေရက်တန့်သွားတဲ့အချိန်မှာစတင်လာမယ်နံပါတ်1ကြီးမားတဲ့အပြောင်းလဲ2003ခုနှစ်ရောက်လာတဲ့အခါမှာ Ronaldo ကစားနေတဲ့ Lisbon က Sporting အသင်းနဲ့ Manchester United အသင်းတို့ချစ်ကြည်ရေးပွဲကစားကြပါလေရောအဲ့မှာစကြောသက်အရွယ်ဖြစ်တဲ့လူငယ်တယောက်က Manchester United ရဲ့ခံတပ်ကိုကြောက်ရွံ့သွားစေခဲ့တယ်သူ့ရဲ့အမြန်နှုံးတွေသူ့ရဲ့ကိုယုံကြည်မှုအကြောက်တရားမရှိတဲ့ပုံစံတွေကဒါတွေကို Alex Ferguson ကတွေ့သွားတဲ့အခါမှာသူကအရေးချင်းတစ်ခုတည်းကိုမြင်ခဲ့တာမို့ Ronaldo ရဲ့အစွဲလန်းကြီးမှုစိတ်အားထက်သန်မှုကိုမြင်သွားခဲ့တယ်ရတဲ့ဘက်အနေငယ်ကြားတဲ့အခါမှာ Ronaldo က Manchester United အသင်းမှာဆိုင်းထိုးခဲ့တယ်ပြီးတော့သူ့ရဲ့ legendary number 7ကိုစပြီးဝတ်ဆင်ခဲ့တယ်ဒါပေမဲ့ Premier League ကအညာတာကဲမဲ့ပါတယ်ဝေဖန်သူတွေကဝိုင်းပြောကြတယ်ဒီကောင်အရန်တော့တယ်အလားဟသက်ပဲဒီကောင်က style ပဲရှိတယ်အရေးချင်းမရှိဘူးအဲ့တော့ Ronaldo ကသူလုံးနေကြတယ်မဲ့သူဆက်လုပ်တယ်သူစူးစမ်းခဲ့တယ် team တစ်ခုလုံးနဲ့ training ပြီးသွားတယ်ဒါပေမဲ့သူဆက်နေတယ်ပိုကန်တယ်ပိုပြီး dribbling လုပ်တယ် gym session တွေဝင်တယ်နော်ဖြည်းဖြည်း legend စီပဲဒါပေမဲ့သူ့လှုပ်ဆောင်မှုလေးတွေကရလက်ဖြစ်လာခဲ့တယ်တွင်ပြင်ကနေလှုပ်ရည်ကိုင်ရဘက်ကိုကူးပြောင်းလာခဲ့တယ်ဒါနဲ့2008ခုနှစ်မှာ Premier League Champion ပြီးတော့ Champion League Winner Ballon d'Or Award စသဖြင့်ဆုတွေအများကြီးသိမ်းပိုက်နိုင်ခဲ့တယ်ခြားတိတ်ကနေစပြီးလက်နက်တပွဲစွမ်းထက်လာခဲ့တယ် talent ဆိုတာကတော့ attention ကိုပေးတယ်စီကံကတော့ကြီးစိုးမှုကိုရနိုင်တယ်3 The Galactical Era Real Madrid 2009ခုနှစ်လည်းရောက်အသက်24နှစ်အရွယ် Ronaldo က Real Madrid ကို World Record fee 94 million euro နဲ့ပြောင်းရွှေ့ခဲ့တယ်နည်းမဟုတ်ဘူး World Record fee အနေနဲ့တော့သတ်မှတ်ခဲ့တာဒါကပြောင်းရွှေ့မှုသက်ပဲတော့မဟုတ်ဘူးဒါကသူချန်ခဲ့မဲ့သူ့ legacy အတွက်စံသတ်မှုတစ်ခုပဲ Real Madrid မှာအနိုင်ဆိုတာရွေးချယ်ရမှာမဟုတ်နိုင်ဖို့မျှော်လင့်ထားတယ်မင်းနိုင်အောင်လုပ်ရမယ်မင်းက record တွေကိုချိုးဖြတ်နိုင်ရမယ်မင်းတခြားမလုပ်နိုင်ဘူးရှုံးနိုင်တယ်ဆိုလို့ရှိရင်တော့ no excuse ပဲမင်းနေရာမှာတခြားတယောက်နဲ့အစားထိုးလိုက်မယ်ဒါပဲအရှုံးဆိုတာကိုလုံးဝခွင့်မလုပ်ဘူးဒါတွေအားလုံးကို Ronaldo ကစိတ်အားထက်သန်စွာနဲ့တုံ့ပြန်ခဲ့ပါတယ်တရားသည်ပြီးတရားသည်တကိုးပြီးတကိုးတပွဲပြီးတပွဲ Ronaldo ကတဖြည်းဖြည်း Real Madrid all time top scorer တယောက်ဖြစ်လာခဲ့ Real Madrid မှာ Champions League ဖလား4ချိန်နဲ့ Man U မှာတော့လည်း1ချိန်နဲ့ထည့်ပေါင်းမယ်ဆိုရင်စုပေါင်း5ချိန်ထိစုခူးပြီးတော့အောင်ပွဲခံနိုင်ခဲ့နောက်ပြီးတော့နောက်ထပ် Ballon d'Or Award 4ဆုကိုလည်းသိမ်းပိုက်နိုင်ခဲ့ဒါပေမဲ့သူ့ရဲ့တကယ်ကြီးမြတ်မှု greatness ကဘာလဲလို့မေးလို့ရှိရင်အဲ့ဒါက reinvention လို့ခေါ်တဲ့ပြန်လည်စမ်းသစ်တည်ထွင်ခြင်းပဲသူကပွဲတွေကိုအပြောင်းလဲဖြစ်အောင်လုပ်နိုင်တယ်သူကလူအထင်ကြီးအောင်အကွက်လက်လေးထုတ်ပြနေရတဲ့တခုတည်းကိုပဲအောင်ဆက်လာတယ်အဲ့ဒါကသူ့အလုပ်သူပြပြအောင်လုပ်ဖို့ပဲလှုပ်ရှားမှုတိုင်းအသေးစိတ်တိုင်းအရေးကြီးတယ်ခွင့်ရင်းပေါ်လာပြီဆိုတော့ပြန်ဘက်ကိုချက်ချင်းတုံ့ပြန်တာပဲ2016မှာသူကသူ့အမိနိုင်ငံဖြစ်တဲ့ပေါ်တူဂီနိုင်ငံကိုဂုဏ်ဆောင်နိုင်ခဲ့ UEFA European Champion Trophy ပေါ်တူဂီနိုင်ငံရဲ့သမိုင်းမှာပထမအဆုံး International Trophy ကိုအနိုင်သိမ်းပိုက်ပြီးတော့ဂုဏ်ယူစေခဲ့တယ်အဲ့ဒီ UEFA European Championship Final ပွဲမှာသူပွဲအစောပိုင်းမှာဒဏ်ရာရခဲ့တယ်သူဆက်မကစားနိုင်ခဲ့ဘူးဒါပေမဲ့သူကွင်းနဲ့မဝင်နိုင်တော့ပေမဲ့လည်း sideline ကနေပြီးတော့ဆက်ပြီးတော့အဝေးကနေပြီးတော့အော်ဟစ်ပြီးပွဲမပြီးမချင်းသူ့ရဲ့ teammate တွေကိုလမ်းညွှန်ပေးခဲ့တယ်စိတ်သက်ခွန်အားပေးခဲ့တယ်အောင်မြင်မှုရဲ့အမြင့်ရောက်တဲ့အချိန်မှာမထင်မှတ်ထားတဲ့အရာတစ်ခုကဖြစ်လာတယ်အဲ့ဒါအထီးကျန်မှုပဲ
Ronaldo ရဲ့ကြီးကျယ်တဲ့အောင်မြင်မှုက brother ကိုအားကျစေနိုင်လောက်တဲ့အရေးမွက်တွေပေးခဲ့ပေမဲ့ဒါတွေကိုအမြဲတမ်းနားလည်နိုင်ဖို့တော့လွယ်မှာမဟုတ်ပါဘူး။ PR တွေကဘယ်တော့မှမရက်တန်ဘူး။လူတွေကသူ့အပေါ်သူ့ပခုံးပေါ်တင်ထားတဲ့ expectation ဆိုတာကလည်းသူ့အတွက်ဘယ်တော့မှအနာမရစေဘူး။အနိုင်ဆိုတာတာမန်လိုဖြစ်လာတယ်။အဲ့တက်နည်းနည်းယော့လိုက်ပြီဆိုတော့လည်းအရှုံးပဲ။ဒါအမြင့်ဆုံးကိုရောက်နေရတဲ့သူတွေအတွက်ပေးစားရတဲ့ဖိုးခါပဲ။နံပါတ်၄နောက်တစ်ပတ်သက်သေပြခြင်းအသက်33နှစ်အရွယ်လောက်မှာကစားသမားတော်တော်များများကနှေးလာကြတယ်။ Ronaldo ကတော့တတောက်တတာမဖြစ်တာကိုပဲရွေးချယ်ခဲ့တယ်။ သူ Juventus အသင်းကိုပြောင်းရွှေ့ခဲ့တယ်။အသင်းသစ် culture အသစ်ပြီးတော့တန်တရားအသစ်တွေနဲ့ပေါ့လူတွေကတော့ तू ကပြီးသွားပြီမရတော့ဘူး तू ခစ်ကုန်သွားပြီစသဖြင့်ပြောကြပေမဲ့ तू က Serie A ရဲ့ top scorer တယောက်ဖြစ်လာခဲ့တယ်။နံပါတ်5 chapter 2021မှာ Ronaldo က Manchester United ကိုပြန်လာခဲ့တယ်။သူ့မှာခံစားချက်မျိုးစုံ nostalgia အပြည့်နဲ့နော်မျောလင့်ချက်တသီးနဲ့ပြန်ရောက်လာခဲ့တယ်။ဒါပေမဲ့အသင်းကတော်တော်လေးကိုတော့ရုန်းကန်ခဲ့ရတယ်။ဝေဖန်မှုတွေကလည်းနောက်ကနေတကောင်းကောင်းလိုက်လာခဲ့တယ်။တင်းမာမှုတွေကလည်းကြီးထွားလာခဲ့တယ်။ကမ္ဘာကသူ့ရဲ့ဒီနောက်ပိုင်း career တွေကိုပထမဆုံးအနေနဲ့မေကုန်းတွေထုတ်လာခဲ့ကြတယ်။ဒါပေမဲ့ तू ကတော့ရဲရဲတင်းတင်းပဲနောက်တစ်ခွက်ကိုတက်ရွှေ့တယ်။2023မှာ Al Nassr FC ကို Ronaldo ပြောင်းရွှေ့ခဲ့တယ်။အများစုတော့သူ့ကိုပြောကြတယ်။ Ronaldo တက်တန်ကတော့ပြီးဒါအဆုံးသက်ပဲစသဖြင့်ပြောကြတယ်။ Ronaldo ကတော့ဘာမှပြန်မပြောပါဘူး။လူတွေသူ့ကိုဝိုင်းပြီးဝေဖန်ကြတဲ့အချိန်မှာ तू နေ့တိုင်းအလုပ်ကိုစူးစမ်းလုပ်တယ်။ तू ကောင်းကောင်းကစားပြီးတော့ဂိုးတွေဆက်သွင်းနေတယ်။ဒါ तू မပြီးသေးဘူးဆိုတော့တက်သေးပြနေတာ။သူ့ရဲ့ standard ကိုမြင့်ခဲ့တယ်။ तू ဘလောက်လေးလေးနက်နက်အလုပ်လုပ်တယ်ဆိုတာသူ့ပတ်ဝန်းကျင်ကလူတိုင်းကလည်းအငြိမ်မနေတော့ဘဲနဲ့အလုပ်တွေပို့လုပ်လာကြတယ်။ငယ်ရွယ်နဲ့ကစားသမားတွေကိုပို့ပြီး serious ထားပြီးလက်ကျန်ပေးတယ်။သူ့ club ကပို့ပြီး professional ဆန်လာခဲ့တယ်။ legacy ဆိုတာလူတွေရဲ့အသိမှန်ပြုမှုတွေနဲ့မဆိုင်ဘူး။ကိုယ့်ရဲ့ခံယူချက်နဲ့ပဲဆိုင်တယ်။ကစားသမားအများစုကအနားယူနေကြတဲ့အချိန်မှာ Ronaldo ကထပ်ခါပြန်လုပ်တယ်။တေချာစီကန်းရှိအလုပ်လုပ်တယ်။ training က extra finishing လုပ်ပြီးတာတော့မှမပြန်မနဲ့သူအမြဲတမ်းနေခဲ့တယ်။ recovery ကိုလည်း training လိုပဲဦးစားပေးတယ်။ alcohol တွေကိုရှောင်တယ်။သူ့အဖေအဖေကိုကြည့်ပြီးသင်ခန်းစာယူတယ်။ဘာလို့လဲဆိုတော့သူ့အဖေကအရက်နဲ့ပတ်သက်ပြီးတော့ဆိုးရွားတဲ့ပြဿနာနဲ့ကွယ်လွန်သွားခဲ့ရတယ်။သူကဒီအရက်ကြောင့်သူ့အဖေရဲ့ကျန်းမာရေးနဲ့ဘဝတွေကိုထိခိုက်ခဲ့တာကိုမြင်ခဲ့ရတာအတွက်ကြောင့်မလို့ကိုယ်တိုင်မတောက်ဖို့ရေးချခဲ့တယ်။အသက်30နောက်ပိုင်းမှာတော့မှသူ့ရဲ့ခန္ဓာကိုယ်သူတေချာထိမ့်သိမ့်တယ်။အိတ်ဆက်တာတွေ diet လုပ်တာတွေအနားယူတာတွေတိုင်ပွဲတစ်ခုလိုပဲတေချာယူဆိုင်ပြီးထိမ့်သိမ့်တယ်။ဒါ motivational talk မဟုတ်ဒါ lifestyle ပဲ။သူ့အဖေ2005ခုနှစ်မှာဆုံးပါသွားတယ်။ Ronaldo ကမိသားစုကိုထောက်ပံ့တဲ့သူကိုယ်ကားတဲ့သူတယောက်ဖြစ်လာခဲ့။ဒါကျမှုကသူ့ကိုအားမနှဲစေခဲ့ပဲနဲ့သူ့ကိုတိဆောက်ပေးခဲ့။အဲ့တော့ debate ကတော့ဘယ်တော့မှပြီးမှာမဟုတ်ဘူး။ Messi လား Ronaldo လားအခုချိန်နေအငင်းပွားနေကြတော့မယ်။ဒါပေမဲ့ Ronaldo ကိုဘောလုံးသမိုင်းတစ်လျှောက်မှာပေါ်ပေါက်ခဲ့တဲ့ goal တွေရဲ့တယောက်ဆိုတာတော့ဘယ်သူမှညံလို့မရဘူး။သူကနိုင်ငံတစ်နိုင်ငံတည်းမှာအောင်မြင်ခဲ့တာမဟုတ်ဘူး။သူနိုင်ငံပေါင်းစုံမှာကစားတယ်။ဒါလည်းအကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်နေတော့မယ်။ဒါကိုကြည့်ချင်းအပြည့်သူ့အောင်မြင်မှုကကန်လည်းမဟုတ်ဘူး။ system ကြောင့်လည်းမဟုတ်ဘူး။သူကိုယ်တိုင်ဖြစ်နေလို့ပဲနောက်ပြီးအချိန်တော်တော်ကြာတဲ့အထိကောင်းကောင်းကစားနိုင်ခဲ့တယ်ကစားသမားတော်တော်များများကအသက်30အစောပိုင်းလောက်မှာနဲ့အကြဘက်ကိုရောက်လာတယ်သူကတော့အသက်30နောက်ပိုင်းထိကို high level အဆင့်ကောင်းကောင်း perform လုပ်နိုင်တယ်ဟုတ်မယ်ပြီးတော့သူ့ကိုယ်သူလည်းအချိန်နဲ့အမျှပြောင်းလဲမှုလုပ်နေတယ်သူ့ body ကိုမတူညီတဲ့ပုံစံနဲ့ပြန် train တယ်ကစားပုံတွေပြန်ပြောင်းတယ်အသက်ကြီးလာတာနဲ့မျှစိတ်သက်ခွန်အားကလည်းပိုအားကောင်းလာတော့တွေ့ရတယ်သူ့ဘဝတစ်လျှောက်လုံးကိုလည်းတိတိကျကျကြက်ကြက်မတ်မတ်ထိမ့်သိမ့်တယ်အစားအသောက်ထိမ့်တယ်အိတ်ချိန် train လုပ်တဲ့အချိန်အနားယူချိန်တွေကအခြားသူတွေအားလုံးဒီပါထက်သာအောင်ယူဆိုင်ပြီးလုပ်တယ်ဒီလိုစီးကန်းနဲ့နေလို့ပဲအကြိုက်ခံနေရပါသူကအောင်မြင်မှုတွေအတွက်ကိုစောင့်လိုက်မနေဘူးသူကိုယ်တိုင်တိဆောက်ခဲ့တယ်မှန်တယ်မှန်ပြော Cristiano Ronaldo က perfect ဖြစ်တဲ့လူတယောက်တော့မဟုတ်ပါဘူးသူ emotional ဖြစ်တယ် confident လည်းရှိတယ်ဒါကြောင့်တစ်ခါတလေနားလည်မှုလွဲစရာကိစ္စတွေလည်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ကြီးကျယ်ခမ်းနားမှုကတိတ်ဆိတ်မနေခဲ့ပါဘူးမဒေးရာကစစရဲရဲကောင်းလင်းပေါ်ကနေကဘာပေါ်မှာလူသိအများဆုံးတယောက်ဖြစ်လာခဲ့တယ်သူတစ်ခုတော့တက်တက်ပြခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ brother ကအလုပ်တစ်ခုလုပ်ဖို့အတွက်ဆိုရင် perfect ဖြစ်နေစရာမလို brother မှာမစုံမနစ်လက်မလျှော့တဲ့စီကန်းတော့လိုအပ်တယ်ဘယ်သူမှမရှိတော့တဲ့အချိန်လဲအလုပ်လုပ်ပါဘယ်သူမှနားမလဲလဲဆွလွတ်နေတာခံပြီးတော့ဆက်လုပ်ပါဘယ်သူမှမယုံကြည်လဲဆက်ပြီးယုံကြည်ပါခရစ္စတီယာနိုရိုနယ်ဒိုကအောင်မြင်မှုနောက်ကိုလိုက်ခဲ့တာမဟုတ်ဘူးသူကစီကံရှိမှုနောက်ကိုလိုက်ခဲ့တယ်အဲ့တော့အောင်မြင်မှုကသူ့အနောက်လိုက်လာခဲ့တယ်အဆုံးထိကြည့်ပဲအတွက်ကျေးဇူးများတင်ပါတယ်နောက်နေ့မှပြန်တွေ့ကြပါ